ဘဝမှာအများတန်းပူလောင်နေရတဲ့လူတွေရှိတယ်။အဲ့ဒါဘလို့လူတွေလဲဆိုရင်တန်ရောစဉ်ရမ်းကြီးတဲ့လူတွေတန်ရောစဉ်ကြီးရင်ကြီးသလောက်ပူလောင်ရတယ်နာကျင်ရတယ်ဖြစ်ဖူးတယ်မို့လား။ဒါကြောင့်ဘသူအပေါ်မှာအရန်ကြီးတန်ရောစဉ်မတွေ့မိပါစေနဲ့။နောက်ထပ်တအူကတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုတပားသူတွေကိုခြေတံငားတတ်တဲ့ပုံကိုမျိုးတွေကိုပစ္စည်းဆုံးရှုံးမှာကိုတွေးပြီးတော့မှအမြဲတမ်းပူလောင်နေရတာနောက်ထပ်တအူကတော့ပတ်ဝန်းကျင်ကလူတွေကိုကြည့်ပြီးတော့ဘသူကမှမကျေနပ်ဘူးမနာလိုဘူးအကောင်းမပြောဘူးအမြဲတမ်းစောင်းမြောင်းတယ်ဝေဖန်တယ်တိုက်ခိုက်တယ်ညှူဆူတယ်အဲ့ဒီလူတွေရဲ့ရင်ထဲမှာလည်းအမြဲတမ်းလောင်မြိုက်ပြီးတော့ပူလောင်နေရတယ်နောက်ထပ်တအူကတော့အရန်ကိုမှတနာတတ်တဲ့လူမျိုးလေးတွေပေါ့အဲ့ဒီတနာတတ်တဲ့စိတ်ကတခါတလေအမားမှန်ကိုတောင်မဝေခွဲနိုင်ဘူးအကောင်းအဆိုးကိုတောင်ဝေခွဲဖို့ရာမိသွားတတ်ကြတယ်အဲ့ဒီလိုတနာလိုက်ပြီးတဲ့အခါမှာအချိန်ချင်းအလိန်ခံရတယ်အချိန်ချင်းစော်ကားခံရတယ်ကိုယ်တိုင်လည်းကြုံခဲ့မှုပါတယ်အဲ့ဒီတနာတဲ့စိတ်ကြောင့်ကျောင်းပေါ်ထိတက်လာပြီးအလိန်ခံခဲ့ရမှုတယ်နောက်ထပ်တအူကတော့ကိုယ့်ရဲ့ကိုယ်စွမ်းညံစွမ်းနဲ့ရှာဖွေလို့ရတဲ့ပစ္စည်းဥစ္စာရဲ့အပေါ်မှာမရောက်ရဲနိုင်ဘူးမတင်းတိမ်နိုင်ဘူးမကျေနပ်နိုင်ဘူးကိုအားကျိုးမှန်တဲ့လောက်တာနဲ့ထိုက်တန်တာထက်ပိုပြီးတော့မှမတရားရချင်တဲ့လူမျိုးတွေအမြဲတမ်းပူလောင်နေရတတ်တယ်နောက်ထပ်တအူကတော့အရန်ကိုဒေါသကြီးတတ်တဲ့ပုံကိုယ်တွေပေါ့ထစ်ခနဲဆိုရင်ဒေါသထောင်းခနဲထွက်တယ်ပုံမှန်လူတွေအတွက်ဒေါသထွက်เสียမဟုတ်လဲသူ့အတွက်ဒေါသထွက်เสียဖြစ်နေတတ်တာမျိုးအကုသိုလ်ဖြည့်ဆည်းနေတဲ့လူမျိုးတွေပေါ့အမြဲတမ်းပူလောင်နေရတတ်တယ်နောက်ထပ်တအူကတော့တန်တရားစိတ်များလွန်းတဲ့လူတွေတမီးကြီးစားချစ်သူချင်းပဲဖြစ်ပါစေမိတ်ဆွေအချင်းချင်းပဲဖြစ်ပါစေလင်မယားချင်းပဲဖြစ်ပါစေလှုပ်ဖို့ကင်ပဲချင်းပဲဖြစ်ပါစေတန်တရားစိတ်နဲ့စိတ်မချဖြစ်ပြီးတော့ဘယ်အချိန်များငါ့ပေါ်တစ္ဆာဖောက်မလဲဘယ်အချိန်များငါ့ပေါ်ကိုမကောင်းကြံမလဲဆိုတဲ့အတွေးတွေနဲ့အမြဲတမ်းအတွင်းထဲမှာပူလောင်နေရတဲ့လူမျိုးတွေပေါ့နောက်ထပ်တအူကတော့ကိုအားကိုချင်းမရှိဘဲနဲ့သူတစ်ပါးကိုအားကိုပြီးတော့မိခိုပြီးတော့အသက်မွေးဝမ်းကြောင်းပြုရတဲ့လူတွေနွယ်ပင်လိုလူမျိုးတွေပေါ့ဒီအပင်ဘယ်တော့များလဲမလဲဆိုတဲ့စိတ်နဲ့အမြဲတမ်းစိုးရိမ်နေရတယ်ဒီအပင်လဲရင်သူလဲဘဝပြတ်မှာပေါ့ဒါကြောင့်ဘဝမှာဘသူကမှအရန်ကြီးမိခိုလွန်အားကြီးတာမျိုးမဖြစ်ပါစေနဲ့ဘဝမှာစိတ်ချမ်းသာခြင်းနဲ့ဆိုရင်တန်ရောစဉ်တွေလျှော့ပါချေးတာငားတာတွေကိုမလုပ်ပါနဲ့ဘသူကမှလည်းအကောင်းမမြင်ညူသူစောင်းပြောင်းတဲ့စိတ်ဓာတ်မျိုးမထားပါနဲ့တနာတတ်တဲ့စိတ်ကိုလည်းလျှော့ပါကိုရတဲ့ရတိုက်တာတဲ့ပို့ပြီးတော့မလိုချင်ပါနဲ့ရောင်ရမ်းနိုင်သူဖြစ်အောင်ကြိုးစားပါတန်တရားစိတ်တွေကိုလျှော့ပါဘသူကမှအရန်ကြီးမိခိုပြီးတော့အသက်မမွေးပါနဲ့ကျမ်းမာချမ်းသာကြပါစေZamena Vetike prana me Yedu reina da Alisaina